အားလုံးပဲမင်္ဂလာပါညီမကတော့ဒီနေ့ B2B sector မှာခေါ်ယူနေတဲ့ job opportunity စီနဲ့မိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့ညီမတို့ဒီ sea freight forwarding industry ကနေခေါ်ယူနေတဲ့ business development manager position တွေပဲဖြစ်ပါတယ်သူ့ကိုတော့ညီမတို့ up to 25 lakhs အထိopen လုပ်ပေးထားပါတယ်ဒုတိယ position တစ်ခုအနေနဲ့ကကြတော့ညီမတို့ဒီ agriculture industry ကနေခေါ်ယူနေတဲ့ junior key account officer ပဲဖြစ်ပါတယ်သူ့ကိုတော့ညီမတို့ up to 25 lakhs အထိညီမတို့ open လုပ်ပေးထားပြီးတော့ other allowance အနေနဲ့ကကြတော့ဒီ travel allowance အနေနဲ့opening လုပ်ပေးထားပါတယ်နောက်ထပ် position လေးရကြတော့ညီမ construction materials industry ကနေခေါ်ယူနေတဲ့ assistant marketing manager position လေးပဲဖြစ်ပါတယ်သူ့ကိုတော့ညီမတို့ up to 15 lakhs အထိ open လုပ်ပေးထားပြီးတော့ other benefits အနေနဲ့ကကြတော့lunch ရယ် ferry ရယ် provide လုပ်ပေးထားပါတယ်ဒီအခုဖော်ပြထားတဲ့ position တွေအကုန်လုံးကတော့ရန်ကုန် base ပဲဖြစ်ပြီးတော့ဒီ position တွေထဲကအခု background နဲ့ကိုက်ညီတယ်လို့ထင်တယ်ဆိုလို့ရှိရင်တော့ဒီဖော်ပြထားတဲ့ email တွေကိုညီမတို့ CVT ပို့ထားပြီးလို့ရပါတယ်ကျေးဇူးတင်ပါတယ်